ဘောလုံးပွဲတွေအဆုံးများလို့စိတ်ညစ်နေတဲ့ကျွန်တော်ရဲ့ညီကိုတွေအတွက်အပေါင်းပြစေမဲ့ free ပွဲစဉ်လေးတွေကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်တယ်ဒီနေ့ညမှာဆိုရင်ပရီးမီးယားလိပွဲစဉ်တွေလည်းများသလိုလာလီဂါပွဲစဉ်တွေလည်းရှိတယ်ဂျမန်ဘွန်ဒလီဂါပွဲစဉ်တွေရောပွဲစည်းပွဲကောင်းတွေအများကြီးရှိတယ်ဒီထက်မှာကျွန်တော်ပရီးမီးယားလိပွဲစဉ်တွေရင်ပထမဆုံးကျွေးချက်ပေးလိုက်မယ်ပထမဆုံးပွဲစဉ်ကတော့ Crystal Palace နဲ့ Manchester United level 40ကိုပေါင်းကြီးမှာဆိုရင်3+60တော်တော်များများတော့ Manchester United ကလူစင်းသားတယ်ဒါမျိုးတွေတွေ့ပြီဆိုManchester United ဖန်လည်းများတဲ့အတွက် Manchester United ကိုကြိုက်ရလိမ့်မယ်လို့ထင်တယ်ဒီပွဲစဉ်မှာ Manchester United အနေနဲ့ Crystal Palace ကွင်းမှာရုန်းကန်ရလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဒီပွဲစဉ်မှာ Crystal Palace အိမ်ကွင်းမှာမမထန်ထန်နဲ့အနိုင်ရလက်ကိုရရှိသွားလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်ပေါက်ကြီးမှာ level 40ကိုပေါင်းကြီးမှာ3+60ပေါက်နေပါတယ်ဒီပွဲစဉ်မှာကျွန်တော်တို့ Crystal Palace body ကြိုက်တယ်နောက်တစ်ပွဲကတော့ Aston Villa နဲ့ Wolverhampton 1 level ကိုပေါင်းကြီးမှာဆိုရင်3+95 ပြဒီပွဲစဉ်မှာဆိုရင် Aston Villa အနေနဲ့အိမ်ကွင်းမှာတော့အနိုင်ရလက်ရရှိဖို့မခင်းရုံလို့မြင်တယ်ကိုပြတ်မပြတ်ပဲစောင့်ကြည့်ရလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်တယ်ဒီပွဲစဉ်မှာ Aston Villa body ကိုကြိုက်တယ်ဒါကတော့ကျွန်တော် Premier League ပွဲစဉ်တွေကြည့်ပြောသွားမှာဖြစ်တယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့Nottingham Forest ပွဲစဉ်ဖြစ်တယ်Nottingham Forest နဲ့ Brighton ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာဆိုရင် body ကြီးရဲ့ထဲပေါက်တယ်Nottingham Forest ကအင်္ဂွင်းဖြစ်ပြီးမှကြီးမပေးရတာကိုတွေ့ရတယ်ကိုပေါင်းကြီးမှာဆိုရင်390ပေါက်တယ်ဒီပွဲစဉ်မှာအင်္ဂွင်းဖြစ်ပြီးကြီးမပေးရတဲ့ Nottingham Forest ကိုကျွန်တော်ဆောင်းပြီးဆို Brighton body ကိုရွေးချယ်ခြင်းတယ်ဘာလို့လဲဆိုတော့ Brighton ကကိုယ်စင်အားကောင်းတဲ့အသင်းဖြစ်တယ်ဒီပွဲစဉ်မှာ Nottingham Forest ကိုတေးရတော့မဟုတ်အနိုင်ရလက်ရရှိအောင်ဆွမ်းဆောင်သွားနိုင်လိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်ဒီပွဲစဉ်မှာ Brighton body ကိုကြိုက်တယ်Premier League ပွဲစဉ်တော့ဒီနေ့ညမှာ9ပွဲရှိတယ်9ပွဲလုံးကျွန်တော်ပြောမှာဖြစ်တယ်နောက်တစ်ပွဲကတော့ဝဟန်နဲ့လပါဘူး1+10ကိုပေါင်းကြီးမှာဆိုရင်3မိုင်15ပြလပါဘူးကိုခုနောက်ပိုင်းကျွန်တော်သိမယုံရဲတော့ဗျရှားထဲမှာဆိုကျွန်တော်ချန်ပီယံလိပွဲစဉ်မှာဆိုကြည့်လိုက်တယ်တော်တော်ကိုစောက်သုံးမကြအောင်BFB နဲ့ပွဲစဉ်မှာဆိုပေါက်ကြီးရဲ့သူက2+30ပေါက်ဆို1-4နဲ့တောင်ဆုံးသွားရသေးတယ်ပေါက်ကြီးကျန်တိုင်းလဲလပါဘူးကယုံလို့ရတဲ့အသင်းမဟုတ်တဲ့လပောက်ပါနေတယ်ဒီပွဲစဉ်မှာလပောက်နိုင်ခဲ့ရင်တော့ကိုပြတ်ဖို့မဖြစ်နိုင်ဘူးဝဟန်လဲနိုင်သွားနိုင်တဲ့အနေထားမျိုးမှာကျွန်တော်တို့ဒီပွဲစဉ်မှာဝဟန် body ကိုကြိုက်တယ်လပောက်အနေနဲ့ဖောင်သူတို့ရဲ့ဖောင်မိအောင်တော်တော်လေးကိုပြန်ချင်းကြီးရမယ်လို့ကျွန်တော်တို့သုံးသပ်မိတယ်ဒီပွဲစဉ်မှာဝဟန် body ကိုကြိုက်တယ်ပို၍စီလုံးမှုကောင်းတဲ့ဝဟန် body ကိုကြိုက်တယ်နောက်တစ်ပွဲ Chelsea နဲ့ Arsenal level 40ကိုပေါင်းကြီးမှာဆိုရင်2.90ဒီပွဲစဉ်မှာ Arsenal ကိုလူတော်များကြိုက်ကြလိမ့်မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့မဖြစ်နိုင်တာကြီးတွေလောက်ပြထားတယ်။ဘန်မြူးနဲ့လို့အသင်းကိုတောင်တာလေးနိုင်ထားတဲ့ Arsenal က level 40ဆိုတော့ကြီးတွေမှာကျွန်တော်ကြီးကျန်းတယ်လို့မမြင်ဘူး။ဒါပေမဲ့ခုစဉ်းစားမှာ Chelsea ကဖောင်မိရင်ဘယ်အသင်းမှမကြောက်တဲ့အသင်းဖြစ်တယ်။ဒီပွဲစဉ်မှာကျွန်တော်တို့ body နဲ့ဆိုင်ရင် Arsenal လည်းမထိုင်ရတဲ့အနေထားမှာကိုပေါင်းကြီးကိုပြွေးချင်တယ်။ပြွေးချက်ချင်တယ်ဒီပွဲစဉ်မှာကျွန်တော်တို့နှစ်သင်းလုံးကိုယ့်အကူကြိုက်ပါတယ်။အားလုံးပဲ